ဂီတကိုဝါသနာပါတဲ့လူတချင်းဆိုတာဝါသနာပါတယ်လို့ဆိုရင်တော့ဒီ video file လေးကိုအဆုံးထိဝင်ကြည့်တင်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တို့အဆိုဝါသနာပါတဲ့ဂီတဝါသနာပါတဲ့သူတွေအတွက်သတင်းကောင်းလေးမို့လို့ပါ။အရင်တော့ကျွန်တော်တို့တချင်းတစ်ပုတ်လို့ရှင်ဒီတချင်းဖန်တီးတဲ့နေရာမှာဘန်နဲ့ဖန်တီးတာနဲ့ကွန်ပျူတာနဲ့ဖန်တီးတာနဲ့ရှိတယ်ပေါ့နော်။နောက်တစ်ခါနောက်ဆုံး master ဒီ missing ပိုင်းတသက်တီးတက်ထပ်ပြီးတော့ငားရတာမျိုးရှိရပေါ့နော်။အရင်တော့ဆိုလို့ရှိရင်တချင်းတစ်ပုတ်ကွန်ပျူတာနဲ့ဖန်တီး2သိန်းနော်ဒီmissing ပိုင်းဘာညာထပ်ပြီး add တယ်ဆိုရင်နောက်3သိန်းလောက်ထပ်ပြီးရပါတယ်3သိန်းလောက်ကုန်ပါတယ်ကွန်ပျူတာနဲ့ကိုစုံလीဘန်နဲ့တီးမယ်ဆိုလို့ရှိရင်5-6သိန်းကုန်ပါတယ်ဘန်တွေပေါ်မူတည်ပြီးတော့ပေါ့နော်အဲ့တော့အခုကျွန်တော်ကြီးညာပေးမှာတော့ကျွန်တော်ခုနောက်ပိုင်းလွတ်ဖြစ်နေတဲ့အကိုနဲ့ပေါ့နော်သူကကြတော့တချင်းဖန်တီးပေးတဲ့နေရာမှာအရင်စေနာလည်းပါတယ်စိတ်လေးရှိတယ်ပြီးတော့သူရဲ့တတ်မှတ်ထားတဲ့သူရဲ့ကျွန်တော်တို့တချင်းတစ်ပုတ်ပေါ့နော်အခချင်းငွေရလည်းပဲကျွန်တော်တို့အစိုးဝါသနာပါတဲ့လူတွေအတွက်ပုံမှန်လူတန်းစားတွေအတွက်ကအဆင်ပြေတဲ့နှုံဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့အိမ်မက်လေးလည်းအကောင့်တွေဖော်ဖြစ်ပါတယ်အဲဒါကြောင့်မို့လို့လေကျွန်တော်ဆိုခုနောက်ပိုင်းဆိုအဲ့ဒီ bro ပေါ့နော်ကိုရဲနဲ့ပဲတီးဖြစ်ပါတယ်သူကတောင်ကြီးရပါလိုင်းပေါ်မှာတီးရပါနော်ကျွန်တော်ဒီနောက်ပိုင်းတချင်းလေးသူနဲ့တီးပါတယ်ကျွန်တော်တို့တချင်းတစ်ပုတ်ကိုသူကကိုပိုင်တချင်းပဲဖြစ်ဖြစ်သူကတီလုံးဖန်တီးပေးတာပေါ့နော်ပြီးအချောထိပါသူကကင်ပေးတယ်အပီးစီးမှသူက9000ပဲသတ်မှတ်ထားပါတယ်ဆိုတော့အတန်သွင်းတာတော့မပါဘူးပေါ့နော်တီလုံးတီးတက်ပေါ့နော်တီလုံးတီးတက်အဲ့ဒါကျွန်တော်တို့9000မှာအပီးစီးပေါ့အတန်ကတော့ကျွန်တော်တို့အစဉ်ပြေးနေမှာသွင်းလို့ရပါတယ်သွင်းပြန်တဲ့အတန်ဖိုင်ကိုသူ့ကိုပို့လိုက်ရပါပြီပြီးရင်သူကတီလုံးနဲ့အတန်နဲ့ mix လုပ်ပြီးရနဲ့ချိန်ညှိပြီးရနဲ့ကျွန်တော်တို့ရှိကိုပြန်ပို့ပေးပါတယ်စိတ်လည်းအရန်ရှိပါတယ်ဒီခါချင်းငွေဆိုရင်တော့ကျွန်တော်တို့လိုဝါသနာရှင်တွေအတွက်ကတော့လုံးဝအဆင်ပြေပါတယ်အဲ့တော့သူရှိကိုတချင်းအပ်မယ်ဆိုရင်ကျွန်တော်တို့ကဂီတာတီးရတယ်လို့ဆိုလို့ရှိရင်လည်းကိုဆိုမဲ့တချင်းကိုဂီတာလေးတီးပြရုံပါပဲဘဲကောလေးနဲ့ကိုဆိုထားတယ်ပေါ့နော်ဒီလိုမျိုးဂီတာတီးတတ်တယ်လို့ဆိုရင်ပြောရပါတော့အဲ့လိုမျိုးတွေတီးပြီးသူ့ကိုပို့ပေးလိုက်ရုံပဲသူ့ဘာသာသူဖန်တီးပြီးတော့တပုတ်စာဖန်တီးပြီးသူ့ဘာသာသူပို့ပေးပါတယ်ကျွန်တော်တို့ပြီးလို့ရှိရင်လေဂီတာမတီးတတ်လူပေါ့မတီးတတ်လူဆိုလို့ရှိရင်ဒီတိုင်းလေးကိုရေးထားတဲ့တချင်းကိုကိုဘာသာကိုပေါ့နော်ဒီတိုင်းလေးဆိုပြလိုက်သူကသူကီးသူရှာပြီးတော့သူ့ဘာသာသူတီလုံးဖန်တီးပေးပါလိမ့်မယ်အားကြောင့်ဘယ်သူမဆိုလှုပ်လို့အဆင်ပြေတဲ့ bro တယောက်ပေါ့နော်အားကြောင့်အဲ့ဒီသတင်းကောင်းလေးကိုလာပေးတာပါ cover song ဆိုမယ်ဆိုလို့ရှိရင်လည်းဒီခါချင်းငွေရတချင်းတစ်ပုတ်ကို3သိန်းတောင်မရှိတဲ့ဒီနှုံးမှာအရန်အဆင်ပြေပါတယ်လို့အစိုးဝါသနာရှင်တွေသိအောင်သတင်းကောင်းလေးမျှဝေပေးခြင်းဖြစ်ပါတယ်